ဟုတ်ဘူးလေဝင်ပေါက်ကိုတွေးပြီးလို့ပြောတာမဟုတ်ဘူးလားဟုဟွမ်ချမ်းဘာကနားမလည်နိုင်စွာမေးမြန်းလိုက်ပြီးထိုစကားကိုကြားတော့အခါပရိုဖက်ဆာဆုကခေါင်းကိုခါရမ်းလိုက်ပြီးချီဝမ်တင်ချိုင်းရဲ့အတိုင်းအတာကတော်တော်လေးကိုကြီးမားလာတယ်ငါတို့သာအရှိတကားမကြီးကနေဝင်မယ်ဆိုရင်ပေးပေါင်းများစွာမြင်မာတဲ့ကြောက်တကားကြီးကိုတွေ့ရလိမ့်မယ်အဲ့ဒါကိုလည်းတန်ရည်တွေနဲ့ပိတ်ထားသေးတယ်အဲ့ဒီအချိန်ကျရင်ရန်တွေနဲ့ဖောက်ခွဲရုံကလွယ်လို့တခြားနည်းလမ်းမရှိတော့ဘူးဒါပေမဲ့လင်းမော်လေးငါတို့ကိုခေါ်သွားတဲ့လမ်းကတော့ကြောက်တကားကြီးရဲ့နောက်ွယ်မှာရှိတဲ့လိုင်းကောင်းလမ်းဖြစ်ပြီးခိုင်ခန့်လာတဲ့ကြောက်တကားကြီးကိုဓာတ်ရိုက်ကျော်ဖြတ်သွားနိုင်တာပဲဟုရှင်းပြခဲ့သည်ဟွမ်ချမ်းဘာဒီတရွေးတစ်ချက်ကိုမျိုးချလိုက်တော့လဲကျွန်တော်၏အရေးချင်းကိုမူအတိမတ်မပြုတ်ကျင်သေးပဲသူ့မှာအုံနောက်လေးတော့နည်းနည်းရှိတာပဲဒါပေမဲ့တင်းချိုင်းခန်းထဲရောက်သွားရင်တော့ငါတို့ရှေးဟောင်းသူတေသနာပညာရှင်တွေရဲ့စွမ်းဆောင်ရည်ကိုပြသရမယ်အလှည့်ရောက်ပြီးဟုဆိုလေသည်ထို့နောက်ကြည့်လိုက်ပါဦးအပေါ်မှာဟန်မင်းဆက်ခေနရန်စေးပကြီးတွေနဲ့ပြည်နေတာပဲဒါဟာဒန်နာရီတဲကချီဝမ်ရဲ့အိတ်ဆောင်တဲကိုဝင်နေမြေပုံများလားဟုအံ့အားသင့်စွာရေးရွတ်လိုက်ကြသည်ဒါဟာဒန်နာရီလာချီဝမ်ရဲ့စစ်အင်အားပြပုံခွဲဝမ်ဝိုရှင်2လားပရိုဖက်ဆာဆုကစိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့ပြောပါတယ်တမိုင်းမှတ်တမ်းတွေအရချီဝမ်ဟာအရင်တုန်းကကောင်းကျူမင်းကြီးနောက်ကိုလိုက်ပြီးနေရာအနှံ့စစ်ထွက်ခဲ့မှုတဲ့နေတဲ့အင်အားနဲ့များတဲ့အင်အားကိုအနိုင်တိုက်နိုင်ခဲ့တဲ့ထူးခြားတဲ့တိုက်ပွဲတွေဟာသူကိုယ်တိုင်မြင်းစီးတပ်ကိုဦးဆောင်ပြီးတိုက်ခိုက်ခဲ့တာတွေပါဒီနေရန်စေးပကြီးတွေကချီဝမ်ရဲ့ဘဝဖြစ်စဉ်တွေကိုအတိအကျဖော်ပြနေတာပဲအားလုံးကပရိုဖက်ဆာဆုရဲ့ရှင်းပြချက်ကိုနားထောင်ရင်ရှေးဟောင်းနေရန်စေးပကြီးတွေကိုကြည့်ရှုနေကြပါတယ်တကယ်လို့အဲ့ဒီနေရာကိုကိုယ်တိုင်ရောက်သွားတဲ့လူမျိုးခံစားရရင်ကောင်းပါပဲအမှန်တိုင်းပြောရရင်ဒီပကြီးတွေကငါတို့ဟန်မင်းဆက်ရဲ့စစ်ဝတ်စုံငွေသက်တွေတကယ်ရှိတာပဲရုပ်တရက်အားလုံးကနေရန်တစ်ဖက်စလုံးမှာရှိတဲ့ပကြီးကားတွေရဲ့ပုံစံဟာပိုပြီးတော့ထူးဆန်းချောက်ချားစရာကောင်းလာတာကိုသတိထားမိလိုက်ကြပါတယ်အရှိကတောက်ပဆိုပြီးတဲ့ပုံစံတွေနဲ့မတူပဲနောက်ပိုင်းကပကြီးကားတွေကကြည့်ရတာကြောချမ်းစရာကောင်းပြီးကြက်တိထစရာကောင်းလာပါတယ်ပကြီးစတိုင်ပြောင်းလဲသွားတာကအမျိုးသားနဲ့အမျိုးသမီးရဲ့ပူဇော်တဲ့ပုံကနေစတင်ခဲ့တာပါအဲ့ဒီနောက်ပိုင်းအကြောင်းအရာတွေကတော့တဖြည်းဖြည်းမှောက်မိုက်တဲ့ဘက်ကိုဥတည်သွားပါတယ်ချီဝမ်ဟာတောင်ပိုင်းမျိုးနွယ်စုကိုကိုယ်တိုင်စစ်ချီပြီးတစ်ဆက်ရက်တိုင်တိုင်တက်ဖြတ်ခဲ့ပါတယ်ချီဝမ်ဟာတောင်ပိုင်းမျိုးနွယ်စုရဲ့နက်ပူဇော်တဲ့နေရာမှာနက်စာအုပ်ကိုမြောက်ကင်ပြခဲ့ပြီးလူပေါင်း3သိန်းလောက်ကချီဝမ်ရဲ့ဂူဘိမှန်ကိုတိစောက်ခဲ့ကြပါတယ်အပြိုစင်မင်းကလေး300ရဲ့နှလုံးနဲ့အတဲကိုအရှင်လက်လက်ရက်ပူဇော်ခဲ့တဲ့ချီဝမ်ဟာအရေးကွန်လဲပြီးထာဝရအသက်ရှင်ဖို့အတွက်ဂူဘိမှန်တွေကိုဝင်သွားခဲ့ပါတယ်နောက်ဆုံးနေရန်စေးပကြီးကားကအမြင့်နဲ့လမ်းလောက်ရှိပါတယ်ပရိုဖက်ဆာဆုကရှင်းပြဖို့ပြင်လိုက်တော့မှပဲသူ့ရဲ့မျက်နှာကရုတ်တရက်ဖြူလျော်သွားပါတယ်သူတယောက်တည်းတင်မဟုတ်ပဲကျွန်တော်ကလွှဲရင်ကျန်တဲ့လူတွေအားလုံးရဲ့မျက်နှာတွေဟာတွေးဆုပ်ဖြူလျော်ကုန်ကြပါတယ်ဒီနေရန်စေးပကြီးပေါ်မှာကျိုးတွေကိုအသုံးပြုပြီးချီပူရင်ရဲ့အုပ်ကူတွေကိုဆင်းလာခဲ့ကြတဲ့ရှေးဟောင်းသူတေသနာအဖွဲ့ဝင်15ယောက်တိကျကိုဖော်ပြထားတာပါသူတို့တွေကလိုင်ကောင်းလန်းထဲမှာနေရန်စေးပကြီးတွေကိုလေ့လာကြည့်ရှုရင်လိုင်ကောင်းလန်းရဲ့အဆုံးမှာရှိတဲ့ကူဘီမန်စီကိုရောက်သွားကြတဲ့ကြောက်ကောင်းကိုဖွင့်လိုက်တဲ့အခါမှာတော့အထက်ကနေတွေးတန်ရဲရဲနဲ့အလောင်းကောင်တစ်ခုခုန်ထွက်လာပြီးလူတိုင်းကိုတိုက်ခိုက်နေတဲ့မြင်ကွင်းမှာပဲအထူးတပ်ဖွဲ့ခေါင်းဆောင်ကူလေးကအရင်ဆုံးတတိဝင်လာခဲ့တယ်လူတိုင်းတတိထားကြအထူးတပ်ဖွဲ့ဝင်6ယောက်ကချက်ချင်းပဲခန်းစစ်ပြူဟာခင်းပြီးရှေးဟောင်းသူတေသနာအဖွဲ့ကိုဝိုင်းပတ်ကာကွယ်လိုက်ကြတယ်ဒါဘယ်လိုဖြစ်နိုင်မှာလဲလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကချီပရင်ဟာကျွန်တော်တို့ရောက်လာမဲ့အရေးကိုကြိုတင်သိနေခဲ့တာလားသူတကယ်ပဲနှက်ဖြစ်သွားတာလားအဖွဲ့သားအားလုံးရဲ့စိတ်ထဲမှာဒီလိုမျိုးမဖြစ်နိုင်တဲ့အတွေးတွေဝင်လာခဲ့ကြတယ်ကျွန်မမမျှော်လင့်ထားတာကတော့စုချင်းရွဲဟာမျက်နှာတစ်ချက်မပြတ်ပဲဖုန်းကိုမြောက်ကင်ထားပြီးလိုက်ကြည့်နေတဲ့သူတွေကိုနေရန်စေးပကြီးရဲ့အကြောင်းအရာတွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့စေခဲ့တာပါပဲဟာဒါအစ်လားအတူလားဒီနေရန်စေးပကြီးကရှေးဟောင်းသူတေသနာအဖွဲ့ရောက်လာမဲ့အကြောင်းကိုကြိုတင်ဟောကိန်းထုတ်ထားတာလားမယုံနိုင်စရာပဲအားတယောက်မှမပုံမလို့ပဲအတိအကျ15ယောက်ပဲဝတ်ဆင်ထားတဲ့အဝတ်စားတွေကအစအကုန်လုံးကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်ကျွန်တော်လက်ကိုဆန့်ထုတ်ပြီးနေရန်စေးပကြီးပေါ်ကိုစမ်းကြည့်လိုက်တဲ့စူးချင်းရွက်ကဖုံးကင်ပြီးအနားကိုကတ်လာတယ်ဘလို့လဲတခုခုမမှန်တာရှာတွေ့ပြီလားနေရန်စေးပကြီးတွေဆက်ထားတဲ့စက်ကွဲတခုခုဖြစ်နေပြီးကျွန်တော်တို့ကိုထင်အောင်ထင်မှားဖြစ်စေတာလားနေရန်စေးပကြီးမှာပြဿနာမရှိပါဘူးကျွန်တော်တို့အဲ့ဒီပုံမှာကိုမြင်နေရတာကအပေါက်ငယ်ကနေပုံရိပ်ဖမ်းတဲ့သဘောတရားဖင်တော်လမဲချင်းကြောင့်ဖြစ်နိုင်တယ်စူးချင်းရွက်လက်ကြည့်လိုက်တဲ့အခါလူအားလုံးရဲ့နောက်ွယ်ကနေရန်မှာရှေးဟောင်းစီမီကွက်တစ်ခွက်ထုံးညှိထားတာကိုအမှတ်မထင်တွေ့လိုက်ရတယ်နီဝါရောင်နဲ့အစိမ်းလူရောင်ရောရှက်နေတဲ့မီးတောက်တွေကငရဲတီကတစင်မီးတွေလိုပဲလှုပ်ခတ်နေတယ်ဒါကရူရီရိုယိုင်စီမီကွက်ပဲဒါလောင်ကျွမ်းရာကနေထွက်လာတဲ့အလင်းကြောင့်လားဒါမှမဟုတ်တန်းငွေကြောင့်လားတော့မသိဘူးကျွန်တော်တို့မသိစိတ်ကနေဒါကိုတတိမမူမိပဲကြော်သွားခဲ့ကြတာမော်လေးရေဒါပေမဲ့အပေါက်ငယ်ကနေပုံရိပ်ဖမ်းတာဆိုရင်နေရန်စေးပကြီးတွေကကျွန်တော်တို့ပုံရိပ်တွေကပြောင်းပြန်ဖြစ်နေရမှာမဟုတ်ဘူးလားချီဝမ်ပရင့်စီကဒီနေရာမှာအပေါက်ငယ်ပုံရိပ်ဖမ်းတဲ့နည်းပညာကိုနှစ်ကြိမ်အသုံးပြုခဲ့တာပြောင်းပြန်ဖြစ်နေတဲ့ပုံရိပ်ကိုနောက်ထပ်တစ်ကြိမ်ပုံရိပ်ဖမ်းခိုင်းပြီးကျွန်တော်တို့ရဲ့ပုံစံကိုနေရန်စေးပကြီးပေါ်ရောက်အောင်လုပ်ခဲ့တာဆိုလိုတာကဒီနေရန်စေးပကြီးကမြင်ကွင်းတွေကိုကြိုတင်ပြီးဆွဲထားတာပေါ့ကျွန်တော်တို့ကတင်ချိုင်းနဲ့ဝင်လာပြီးမှသာစက်ကွင်းကြောင့်ကျွန်တော်တို့ပုံရိပ်တွေကအပေါ်မှာထပ်ပေါ်လာတာပေါ့ဒါကိုအခုလိုနားလည်နိုင်ပါတယ်မြမိတ်ဖက်တာမျိုးလုံးဝမရှိပါဘူးတင်းချိုင်းကိုသူကဘသူပဲဖြစ်ဖြစ်လူပဲနှစ်ယောက်ပဲရှိလိုင်လန်းတဲ့ကိုဝင်လာတာနဲ့တတိလက်လွတ်ဖြစ်ပြီးနေရန်စေးပကြီးတွေကိုမိမောကြမှာပဲအချိန်ကြာလာတာနဲ့အမျှတင်းချိုင်းကိုလည်းကိုအောက်ဆီဂျင်အမြောက်များဝင်လာပြီးရူရီစီမီကွက်ကစက်ကလုတ်ကိုထိန်းချုပ်ကမီးတောက်လာစေပါတယ်အဲ့ဒီအခါတင်းချိုင်းကိုသူရဲ့ပုံရိပ်ကိုအပေါက်ငယ်လေးကတစ်ဆင့်နောက်ဆုံးနေရန်စေးပကြီးပုံမှာရိုက်နှိပ်လိုက်တာပါချီဝမ်ရဲ့တင်းချိုင်းကိုလုံသားသိန်းနဲ့ချီပြီး18နှစ်ကြာအောင်ဘာလို့တိစောက်ခဲ့ရတယ်လဲဆိုတာမဆန်းတော့ပါဘူးလိုင်လန်းတစ်ခုထဲမှာတော့ဒီလောက်တိကျတဲ့ဆက်ရန်ရတွေရှိနေတာတကယ်ကိုအမခမ်းပါပဲဒါပေမဲ့သူကဘာလို့ဒီလောက်အပင်ပန်းခံနေရတာလဲအဲ့ဒီအစာလေးများအပြင်းစား20လောက်တိုက်ရိုက်တက်ဆင်ထားလိုက်တာကပိုပြီးထိရောက်တာပေါ့တင်းချိုင်းပိုင်ရှင်နဲ့တင်းချိုင်းခိုးသူဟာပညာရှိနဲ့လူမိုက်လိုပါပဲလေးများအပြင်းစားတွေကတင်းချိုင်းခိုးသူတွေကိုခြောက်လန့်ပြီးမောင်းထုတ်နိုင်မှာမဟုတ်ပေမဲ့မြမိတ်ဖက်တာကတော့လုံနိုင်ပါတယ်ဒါဟာတင်းချိုင်းပိုင်ရှင်ကတင်းချိုင်းခိုးသူတွေကိုပေးတဲ့တတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်ရှေ့ဆက်သွားလေးပိုပြီးအနေရများလေးဖြစ်ပါလိမ့်မယ်ရှေးဟောင်းသူတေသနာအဖွဲ့ဟာဒီအဖြစ်အပျက်ကိုကြုံတွေ့ပြီးနောက်မှာချီဝမ်တင်းချိုင်းကိုရှုံးမတွက်ရဲတော့ပါဘူးအင်တာနက်အသုံးပြုသူတွေပြောသလိုပါပဲလိုင်လန်းတစ်ခုတည်းကိုဝင်ယုံနဲ့ဒီလောက်တိကျတဲ့ဆက်ရန်တရားတွေနဲ့တွေ့နေရရင်နောက်ပိုင်းမှာရှိမဲ့အနေရတွေကိုခံမှန်းဖို့ခက်ခဲပါတယ်လူတိုင်းရဲ့လေးလံထိုင်းပိုင်းနေတဲ့မျက်နှာအမူအရာတွေကိုကျွန်တော်ကြည့်လိုက်မိတယ်သူတို့တွေအနားယူသွားကြဖို့ကျွန်တော်တကယ်ကို
ကိုမျှော်လင့်ပါတယ်အနည်းဆုံးတော့အသက်ကိုကယ်တင်နိုင်မှာပါဒီချီဝမ်တင်ချိုင်းကိုကျွန်တော်တယောက်တည်းဝင်သွားရင်လုံလောက်ပါပြီနောက်မှာရက်နေတဲ့ခွန်ချမ်းပါကတော့ခြေထောက်တွေတုံနေပါတယ်သူအခုပြန်ဆုပ်ဖို့ဝေခွင့်မရဖြစ်နေမှကျွန်တော်သိပါတယ်ဒါပေမဲ့သူမဆုံးဖြတ်ရသေးခင်မှာပဲကျွန်တော်အတန်ထွက်ပေါ်လာပါတယ်အားလုံးကမသွားချင်ကြဘူးဆိုမှတော့အခုကစပြီးလူတိုင်းကျွန်တော်ရဲ့ညွှန်ကြားမှုကိုလိုက်နာကြပါဘယ်ရာကိုမှအလွယ်တကူမထိမိပါစေနဲ့လင်မော့ညီလေးကျွန်တော်တို့အားလုံးခင်ဗျားပြောသလိုလုပ်ပါမယ် Professor ဆူကအရင်ဆုံးသဘောထားဖော်ပြလိုက်ပြီးကျန်တဲ့လူတွေကလည်းတယောက်ပြီးတယောက်ခေါင်းနှိပ်လိုက်ကြတယ်ဟောင်ထမ်းပါကတော့မတက်တာပဲစွန့်မိတ်ပြီးလိုက်ခဲ့ရတယ်ဆက်ပြီးရှေ့ကိုသွားတဲ့အခါလမ်းတစ်လျှောက်ဘေးနှစ်ဖက်မှာနေရန်ဆေးပကြီးတွေမရှိတော့ပဲနေရန်တွေဟာအရှင်တခင်ရဲ့မျက်နှာလိုမဲမောင်နေပြီးသူတို့ကိုအေးအေးဆေးဆေးပြောတော့ကနားမထောင်လို့အခုတော့ကျိုးဆက်ကိုခံစားရတော့မယ်လို့ကြေညာနေတယ်လို့ပါပဲဒီလိုပတ်ဝန်းကျင်ကလူတိုင်းကိုထိတ်လန့်စေခဲ့တယ်နောက်ထပ်15မိနစ်လောက်ဆက်လျှောက်ပြီးတဲ့အခါမှာတော့နောက်ဆုံးမှာလမ်းထွက်ပေါက်ကိုတွေ့လိုက်ရပြီးလူတိုင်းအသက်ရှူချနိုင်ခဲ့ကြတယ်ဒါပေမဲ့ဆန္ဒနဲ့လက်တွေကလွှဲချုပ်ခဲ့ပါတယ်တက်ပြင်းချလိုက်တဲ့ဟောင်ထမ်းပါဟာမတော်တဆဆက်ကွင်းတစ်ခုကိုနင်းမိသွားခဲ့တယ်ကြမ်းခင်းကြောက်ပြားကဖောက်ဆိုတဲ့အတန်နဲ့အတူနေဆင်းသွားတာကိုပဲကြားလိုက်ရပြီးသူတကူလုံးချက်ချင်းတောင့်တင်းသွားခဲ့တယ်အားလုံးသတိမထားမိခင်မှာပဲနားထဲကိုဆူရှာတဲ့ပုတ်တိုက်တန်ကြီးကတန်မိုးနဲ့ကျမ်းပြင်ကိုချစ်လိုက်တယ်လို့မျိုးပေါ်ထွက်လာခဲ့တယ်ကျွန်တော်ရုတ်တရက်လှည့်ကြည့်လိုက်တဲ့အခါ3မီတာလောက်အချင်းရှိတဲ့တစ်လုံးအဝိုင်းကြီးတစ်ခုပေါ်မှာလူကြီးချစ်တစ်လုံးလောက်ရှိတဲ့ကျေးဇူးကျွန်10ချောင်းကျော်ရိုက်နှက်ထားပြီးကျွန်တော်တို့စီကိုအရှိန်ဟုန်နဲ့လိမ့်တက်လာတာကိုတွေ့လိုက်ရတယ်ကျေးဇူးတွေပေါ်မှာလည်းနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ကြီးညီတွေအပြည့်တက်နေတယ်ဟောင်ထမ်းပါမြန်မြန်ပြေးကျွန်တော်ပြေးနေတာပဲလေမြန်မြန်ပြေးငါဒီမှာလူတိုင်းကထိတ်လန့်တုန်လို့ဆိုတာနဲ့အသေးအတန်ပြေးလွှားနေကြပြီးခြေထောက်တစ်ဖက်ရောနေတယ်လို့ခံစားချက်မျိုးနဲ့ကိုစိတ်ပြက်နေကြတယ်နောက်ကနေကြီးချုံတက်ထားတဲ့တစ်လုံးကြီးတွေကမလွတ်တမ်းလိုက်လံတိုက်ခိုက်နေတယ်ကံကောင်းထောက်မှစွာနဲ့ရှေ့မှာလိုင်ကောင်းလမ်းထွက်ပေါက်ရှိနေလို့လူတိုင်းအစွမ်းကုန်စူးစမ်းပြေးလွှားရင်းကြီးချုံတက်တစ်လုံးတွေမမီခင်မှာလိုင်ကောင်းတွေကနေနောက်ဆုံးတော့ထွက်နိုင်ခဲ့ကြတယ်ဒါပေမဲ့ဒီကူတင်ချိုင်းခန်းတွေကမြင်ကွင်းကပိုးပြီးတော့ကြောက်စရာကောင်းပြီးအသက်ရှူရတာတောင်ကြက်စီတယ်ဟာလာဟင်းလင်းဖြစ်နေတဲ့ကူတင်ချိုင်းခန်းထဲမှာအလဲကကြောက်ကောင်းကလွယ်လို့ဘာမှမရှိပါဘူးထွက်ခွာသွားဖို့လိုင်ကောင်းတောင်မရှိတော့ဘူးလူတွေဘာမှမစင်စားရသေးခင်မှာပဲဘယ်ဘက်နဲ့ညာဘက်ကရှော့ဆောက်မှာရှိတဲ့ကြောက်ပြားတွေရုတ်တရက်ပွင့်သွားတယ်မြင်မြန်ရှောင်ကြကျမ်းပြင်ကကြောက်ပြားတစ်ချက်ကိုနင်းမီယုံလေးနဲ့တစ်ခုနဲ့တစ်ခုဆက်နွယ်နေတဲ့ထောင်ချောက်တွေပွင့်လာတော့တာပဲစက်ကရိယာတွေကနှစ်ပေါင်းများစွာကြာသွားလို့ပျက်စီးနေပြီးအလုတ်လုတ်တာနှိကွေးသွားလို့တာလူတွေကကိုကန်ကောင်းတယ်လို့မှတ်ယူလိုက်ကြတယ်မဟုတ်ရင်တော့ခန္ဓာကိုယ်တွေဟာကြေးချုံတွေနဲ့အထိုးခံရပြီးနေလောက်ပြီးဘေးနှစ်ဖက်ကနေထွက်ဖို့အသင့်ဖြစ်နေတဲ့ကြေးချုံတက်တစ်လုံးတွေကိုကြည့်ပြီးကျွန်တော်ရဲ့မျက်နှာကပြတ်သွားတယ်လွန်ခဲ့တဲ့တစ်စက္ကန့်တုန်းကကူတင်းချိုင်းပိုင်ရှင်ကသူတို့ကိုထွက်သွားဖို့တိုက်တွန်းနေတုန်းရှိသေးတယ်နောက်တစ်စက္ကန့်မှာတော့တက်ဖို့ကွက်တွေကိုဓာတ်ရိုက်ထုတ်သုံးလိုက်ပြီးငကားပြကိုလူးတဲ့မြေနေထားအောင်မှာကွက်ထားတဲ့တင်းချိုင်းကူဆိုတာတကယ်ပဲမမဘူးလီမှုနေတစ်ခုခုကိုစဉ်းစားမိလို့လားကျွန်တော်ကောင်းခါပြပြီးဘာမှမပြောခဲ့ဘူးကိုယ့်သဘောနဲ့ကိုကူရဲဝင်တာနဲ့စက်ကွင်းတွေကြောင့်အတင်းကျပ်အတွင်းခံရတာကသဘောတဘာဝချင်းလုံးဝကွာခြားတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရဲ့အခုလက်ရှိအခြေအနေကိုကူပိုင်ရှင်ကလုံးဝထိန်းချုပ်ထားလိုက်ပြီဆိုတဲ့အတိတ်ပဲရှေ့မှာဘယ်လိုမိစ္ဆာကောင်းတွေပဲရှိကျွန်တော်တို့အတွက်နောက်ကျောင်းပြန်လှည့်စရာလမ်းမရှိတော့ဘူးအေယာမတစ်လုံးကြီး3လုံးကနောက်ပြန်ဆုံးမဲ့လမ်းကိုလုံးဝပိတ်ဆို့လိုက်ပြီအားလုံးကတော့နေရာမှာပဲထိုင်ပြီးရေတောက်နားနေကြရုံပဲရှိတော့တယ်ဟာခုနကဘာတွေဖြစ်သွားတာလဲဘာလို့ရုတ်တရက်တစ်လုံးကြီး3လုံးကသူတို့နောက်ကိုလိုက်လာရတာလဲမသိဘူးဖောက်ခနဲ့အတန်တစ်ချက်ပဲကြားလိုက်ရတယ်တယောက်ကစက်ကွင်းကိုနင်းမိလိုက်တာဖြစ်ရမယ်ဟိုကြောက်ကောင်းကိုကြည့်လိုက်အောင်တော်တော်လေးကြောက်စရာကောင်းတယ်နေရန်စေးပကြီးရဲ့ဟော့ကိန်းရဆိုရင်အထဲမှာတွေးလောင်းရှိနေရမယ်ခဏအကြာမှာလူတိုင်းအနားယူလို့ပြီးသွားပါပြီအထူးတက်ဖွဲ့ခေါင်းဆောင်က Professor ဆူခမည်းနဲ့ကျောင်းသားတွေအလဲမှာပဲနေပါကျွန်တော်တို့ဒီကြောက်ကောင်းကိုစောင့်ကြည့်ထားပါမယ်အထဲမှာတကယ်ပဲတွေးဆုပ်ဖို့ကောင်းရှိနေနိုင်တယ်လို့ပြောလိုက်ပါတယ် Professor ဆူဟာထိတ်လန့်တုန်လှုပ်စွာနဲ့ကြောက်ကောင်းကိုကြည့်နေမိတယ်ဟော့ကိန်းနေရန်စေးပကြီးဟာအထူးဖြစ်ကြောင်းတက်တည်ပြခဲ့ပေမဲ့လူတိုင်းကတော့မသိစိတ်ကနေစိုးရိမ်ထိတ်လန့်နေကြစေပါအထူးတက်ဖွဲ့ဝင်အများပြားကသူတို့ရဲ့ချိန်မုံရေးရိုင်ဖယ်တွေကိုကြောက်ကောင်းစီကိုချိန်ရွယ်လိုက်မှာပဲလူတိုင်းအနေငယ်စိတ်အေးသွားကြပါတယ်အဲ့ဒီနောက် Professor ဆူဟာကူပေးမှန်ဝင်းကျင်ကိုဂရုတစိုက်လေ့လာကြည့်ရှုခဲ့ပါတယ်ကျောင်းနိုင်ရန်အားလုံးဟာတပုံစံလေးဖြစ်နေပြီးအလဲဘိုမှာ2မီတာခန့်ရှိတဲ့ကြောက်တုံးအကွဲကြောင်းတစ်ခုစီရှိနေတာကိုမကြခင်မှာပဲသူတွေ့ရှိခဲ့ပါတယ်လင်းမော်လေးဒီကျောင်းနိုင်ရန်တွေကကြည့်ရတာအတူတူပဲကျွန်တော်တို့နောက်ထပ်ဘယ်ဘက်ကိုဆက်သွားတင်တယ်လဲဒီနိုင်ရန်တွေရဲ့နောက်ွယ်မှာရှုပ်ထွေးလာတဲ့လမ်းကြောင်းတွေဖုံးကွယ်နေတယ်ဒါပေမဲ့အသက်ရှင်ရလမ်းကတစ်ခုလေးပဲရှိပြီးကျန်တဲ့လမ်းတွေကတော့လမ်းပိတ်တွေကြီးပဲဒါကိုကြားလိုက်ရတဲ့အခါလူတိုင်းရဲ့မျက်နှာတွေဟာတေလူလိုဖြူရောသွားကြပါတယ်ဒီကူပေးမှန်ခန်းကိုကျောင်းနိုင်ရန်10ခုနဲ့တိစောက်ထားတာပါဝင်လာတဲ့ကျောက်တကားကိုဖယ်လိုက်ရင်ကျောင်းနိုင်ရန်9ခုကျန်ပါသေးတယ်မှန်ကန်တဲ့လမ်းကြောင်းကိုရှာတွေ့နိုင်ခြေက9ပုံတပုံပဲရှိပါတော့တယ်လူတိုင်းနောက်ဆုတ်ဖို့ပြင်နေကြတဲ့အချိန်မှာပဲကျွန်တော်ကားထားကိုတခါထည့်ရွတ်လိုက်ပါတယ်ငကားကိုရှာဖို့တောင်တန်းတွေကိုကြည့်ရမယ်တောင်တလုံးစီကတကားတစ်ချက်စီပဲတကားမှာအနည်းရှစ်ထက်ရှိနေခဲ့ရင်တော့ရင်ရန်နဲ့လောကတက်8ပါးပုံတန်တွေကမလွတ်နိုင်ပါဘူးကျွန်တော်မျက်လုံးမိတ်လိုက်တဲ့အခါစိတ်ထဲကလောကတက်8ပါးတန်လိုက်အိမ်မြောင်နဲ့ကူတင်ချိုင်းရဲ့နေရန်8ဖက်ကအတိအကျကိုက်ညီသွားပါတယ်မျက်လုံးကိုချက်ချင်းဖွင့်လိုက်ပြီးကြောက်နေရန်တစ်ဖက်စီကိုကျွန်တော်ရှောက်သွားလိုက်တယ်အဲ့ဒီအပေါ်မှာကြောက်အကြောင်းတစ်ခုတကယ်ရှိနေပါတယ်ကြောက်နေရန်ကိုဖွင့်ဖို့အတွက်တော့တစ်ချောင်းလိုအပ်ပါသေးတယ်လင်းမောညီလေးအပြင်ထွက်မဲ့လမ်းကိုရှာတွေ့ပြီလားရှာတွေ့ပါပြီထွက်ပေါက်ကဒီကြောက်တကားရဲ့နောက်ွယ်မှာပါဒါပေမဲ့ကြောက်တကားကိုဖွင့်မဲ့တော့ကတော့ဒီကြောက်ကောင်းထဲမှာရှိနေပါတယ်ကျွန်တော်ကြောက်ကောင်းကိုညွန်ပြတာကိုလူတိုင်းကြည့်ပြီးမျက်နှာတွေဖြူဖြောသွားကြပါတယ်အထဲမှာရွှေငွေရတနာတွေရှိနေမလားဒါမှမဟုတ်တွေးဆုပ်ဖို့ကောင်တကယ်ရှိနေမလားဆိုတာဘယ်သူမှမသိကြပါဘူးခင်ဗျားတို့နောက်ဆုတ်လိုက်ကြပါဒီဆက်ကွင်းကိုဖွင့်ဖို့ကျွန်တော်စူးစမ်းကြည့်ပါမယ်ဒီစကားကိုကြားလိုက်ရတဲ့အခါလူတိုင်းအံ့ဩလွန်းလို့စကားတောင်မပြောနိုင်ကြတော့ပါဘူးကင်းဆောင်နေတဲ့အထူးတက်ဖွဲ့ဝင်တွေတောင်ကျွန်တော်ကိုအကြောင်းကြည့်နေကြပါတယ်ဒါပေမဲ့အထူးတက်ဖွဲ့ခေါင်းဆောင်ကတော့ချက်ချင်းပဲတင်းငိမ်သွားပါတယ်လင်မော့ညီလေးစိတ်ချလက်ချတာခေါင်းကိုဖွင့်ပါအကယ်၍အထဲကနေတွေးဆုပ်ဖို့ကောင်တာတကယ်ထွက်လာခဲ့ရင်ကျွန်တော်တို့ကင်းကိုစကားပေါက်ဖြစ်အောင်ပြစ်တက်လိုက်ပါမယ်ဒါကိုပြောရင်းနဲ့အထူးတပ်ဖွဲ့ဝင်တွေဟာသူတို့ရဲ့တနက်မောင်းတွေကိုဖွင့်လိုက်ကြပြီးအသည့်အနေထားကိုအပြည့်အဝပြင်ဆင်လိုက်ကြပါတယ်အတန်ကြီးတန်နဲ့အတူကြောက်ကောင်းကိုဖွင့်လိုက်တဲ့အခါကူထဲမှာရှိနေတဲ့လူအလုံးဟာအလိုလျောက်နောက်ကိုတလန်းဆုပ်သွားကြပါတယ်ဟွန်ချန်ပါရဲ့မျက်နှာပေါ်မှာချွေးစေးတွေထွက်နေပြီးခေါင်းတလားတွေကနေတွေးဆုံနေတဲ့လက်တစ်ဖက်ထွက်လာမှကိုသူအရန်ကြောက်နေပါတယ်ဒါပေမဲ့အချိန်တော်တော်ကြာတဲ့အထိခေါင်းတလားတွေကနေဘာလှုပ်ရှားမှုမှထွက်မလာခဲ့ပါဘူးဟွန်ချန်ပါကပြပြတလဲနဲ့လီမော့ဒီတိုင်းရက်မနေနဲ့လေခေါင်းထဲမှာဘာရှိလဲဆိုတာငါတို့ကိုမြန်မြန်ပြောဦးလို့မေးလိုက်ပါတယ်ခေါင်းထဲမှာတွေးဆုပ်ဖို့ကောင်းမရှိဘူးတန်ချက်ကဝတ်ထားတဲ့မပုံမတူသေးတဲ့အလောင်းတစ်လောင်းပဲရှိတယ်ကြောက်ကောင်းတွေကအလောင်းဟာနှစ်တသမ
3 မီတာလောက်အရက်ရှိပြီးအဖိုးတန်တာတစ်လက်ကိုစုပ်ကင်ထားကအလွန်ကြမ်းခိုင်ထွားကြိုင်းတဲ့ပုံစံရှိပါတယ်သူဟာချီဘရင်ခေခင်းတက်ရှိထင်ရှားရှိစဉ်ကလက်အောက်ခံစစ်သူကြီးတဦးဖြစ်ပါတယ်ချီဘရင်ရဲ့ကူတင်ကြိုင်းကိုတိဆောက်ပြီးတဲ့နောက်မှာတော့သူ့ကိုချီဘရင်အတွက်ကူဆောင်ပေးဖို့ဒီကြောက်ကောင်းထဲမှာထည့်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကံမကောင်းတာကတော့ဒီကြောက်ကောင်းထဲမှာကြေးဓာတ်တစ်လက်ကလွှဲရင်တခြားရှေးဟောင်းသူတေသနဆိုင်ရာတန်ဖိုးရှိတဲ့အရာဘာမှမရှိပါဘူးလီမောကကြေးဓာတ်ကိုထုတ်ယူပြီးလက်ထဲမှာတိတိကျကျကြည့်ရှုစစ်ဆေးနေပါတယ်အဲ့ဒီခါကျမှပဲကျန်တဲ့လူတွေဟာကြောက်ကောင်းသားကိုဖြည်းဖြည်းချင်းစုယုံလာဝင်ကြပါတယ်ဒါဟာချီဘရင်ရဲ့လက်အောက်ကကျန်းတန်စစ်သူကြီးဇိမ်းမြန်ကျန်းတော်ဖြစ်ရမယ်ဒါပေမဲ့ထုံးစံအရဆိုရင်ကျန်းတန်စစ်သူကြီးဟာဘရင်တွေရဲ့အရန်တကြိုမှုအဆင့်တန်းထဲမှာဘယ်တော့မှမပါဝင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာဝန်ထမ်းဘဖွန်ချင်းဘကလည်းတတိကောင်းလာပြီးအခုဆိုရင်နှစ်ပေါင်း2000ကျော်ကြာပြီဖြစ်တဲ့အလောင်းဟာဘာကြောင့်မပုံမတိုးပဲရှိနေတာလဲဆိုတာကိုသိချင်နေပြီးအလောင်းရဲ့အရေးပြားကိုတော့လက်နဲ့စမ်းကြည့်လိုက်ပါသေးတယ်အဲ့ဒီနောက်မှာကျွန်တော်ကကြီးညိုထားကိုကြောက်နေရန်အောက်ကအကြောင်းတွေကိုထိုးထည့်လိုက်တဲ့ချက်ချင်းဆိုသလိုပဲကြောက်နေရန်ထဲကနေညီဟဲတန်တွေထွက်ပေါ်လာပြီးကြောက်တကားပွင့်သွားခဲ့ပါတယ်ကျွန်တော်မျက်စိရှိမှာ9 မီတာကျယ်တဲ့လှိုင်ကောင်းလက်တစ်ခုပေါ်လာပါတယ်ထွက်ပေါက်ကိုတွေးလိုက်ရတဲ့အတွက်အားလုံးကနောက်ဆုံးတော့တပြင်းချနိုင်သွားကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတစ်ခုခုမားနေပြီးအမြန်ပြေးကြ